မှတ်တရတော့ကျွန်တော်တို့မြန်မာသားဆန်ဈေးကြီးဆုံးပကံတစ်ချက်ကိုကျွန်တော်ရိုက်ခွဲပြစ်တယ်ဒီကျွန်တော်တို့အထဲဆိုင်တော်ဝင်တဲ့လုံခဲ့တဲ့ကျွန်တော်တို့2000နဲ့နှစ်ခုနှစ်ကပြောနှွေးတယ်ပေါ့နော်ကျွန်တော်တို့ကြော်ညာလေးကနေစပြီးတော့ဒီဆိုင်လေးကစပြီးတော့အောင်မြင်ခဲ့တယ်ပေါက်ခဲ့တယ်ပေါ့အဲ့တော့သူတို့လေးများနှစ်ယောက်ဟိုနော်ဒီဒီနေ့အထဲပေါင်းဘယ်လောက်မှတော့မရအောင်အဲ့မှာဒိုက်တာကိုတန့်စင်ဝိုင်းကွမ်းရတဲ့အဲ့တော့ကျွန်တော်ကြောက်လုံနေသူပြန်လည်းသိမလို့ကျွန်တော်သူအိမ်ချမ်းမြေလည်းမလုပ်သေးဘူးကြောက်လုံကြောက်ဝိုင်းမသွားခင်လေဒါကြော်ညာပေးသားမှာဆိုပြီးတော့ကြော်ညာပေးလေကျွန်တော်ကြောက်ဝိုင်းမရောက်သေးဘူးဒီမှာကေတွေနဲ့ပေါင်အဲ့နေစပြီးတော့သူတို့ရဲ့စီဝါရရန်ကိုအောင်မြင်သွားတယ်ဟုတ်ကဲ့ပါဘယ်ဟာပါအထယ်မရမဟုတ်ပါဘူးကိုကကြော်ညာပေးလိုက်လို့ကိုကလုပ်ပေးတဲ့ဟာတခုဘယ်ဟာပဲဖြစ်ဖြစ်အဲ့လိုအောင်မြင်သွားတယ်ဆိုရင်ကျွန်တော်တို့ကပီတီစားတာပေါ့အရန်လဲပျော်တယ်အခုချိန်ကြီးလဲသူတို့ကနှစ်တိုင်းလာတိုင်းလဲသူမမေ့ပါဘူးဦးဟန်ကြီးဘာကြီးလဲဘယ်လိုမျိုးပေါ့မျိုးပဲသူအကြောင်းမျိုးနဲ့ဖုံးဆက်ပြီးအိမ်လာလဲကြပါဟုတ်ကဲ့အခုကျွန်တော်ရဲ့သမီးလေးညီမလေးချယ်ရီရဲ့နော်ဒီပေါ့နိတော်ဝင်တဲ့ဇလန်းလေးကိုဖန်တီးပြီးတော့ဒါကြတန့်စင်ဝိုင်းဟိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးထွက်ရင်လဲအားပေးကြပါဦးလို့နော်ဝင်းကြီးနောင်လည်းပါတယ်ပြီးတော့ကျွန်တော်ရဲ့သမီးလေးပိန်ပိန်လေးနော်သုံးမိန်းမငယ်လေးလည်းပါပါတယ်လို့လမ်းတွင်ခေါ်ကြပါကျွန်တော်သားသမီးနှုတ်ဆက်ကြပါအားလုံးကျေးဇူးတင်ပါတယ်